ငလင်ကြီးကျဲလုတ်ပြီးတော့မလေးတက်သူမီးလောင်နေဖြစ်ပါတယ်မီးတက်ကားတွေကခုမှလာနေဖြစ်ပါတယ်ဟောအလ္လာဟ်အက်ဘာအလ္လာဟ်ဟိုတယ်အောင်မန်းပြိုသွားတာသူတွေအများကြီးရှိမှရှင်နော်ဟောဘယ်လိုလုပ်ကြမလို့ဟာငလင်လောက်တာငလင်တအားချမ်းတယ်ဟိုတယ်အောင်မန်းပြိုသွားပါပြီဒီထဲမှာလူတွေအများကြီးပိတ်မိနေတယ်ဟိုတယ်အောင်မန်းပြိုသွားတယ်